သားတို့သမီးတို့နားလဲအောင်ဘုံဘုံပြောအောင်မယ်ဘုံဘုံလဲလေတရဏဂုံငယ်ငယ်လေးတွေကအိမ်မက်ထဲမှာဝိပုစေခြင်းနဲ့ပုဂ္ဂိုလ်ကတရဏဂုံကိုလုံးခြုံမှာငါသားတဲ့တရဏဂုံကိုလုံးခြုံဆိုပြီးလာပြောတယ်အဲ့ဒါနဲ့မိဘမေးလိုက်တော့တရဏဂုံရွတ်ခိုင်းတယ်ဆိုပြီးရွတ်တော့ဘုံဘုံတောက်လျှောက်ရွတ်တာနောက်ကြတော့ကိုရင်စည်းတတ်တဲ့အရွယ်ရောက်တော့ကျောင်းလဲနေရောစပြီးတော့ကိုရင်စည်းရတယ်ကျောင်းပိတ်တာနဲ့ကိုရင်စည်းတော့အဲ့ဒါဆရာတော်ကြီးကိုလျှောက်လိုက်ကြောအဲ့ဒါတရဏဂုံကိုလုံးခြုံနေဆိုတာနေ့စဉ်မပြတ်ရဘူးတဲ့တနေ့ပြတ်သွားရင်အဲ့ဒါလွတ်သွားတာပဲတဲ့မပြတ်အောင်ရွတ်တဲ့အဲ့တော့မင်းဘလောက်ရွတ်လဲဆိုတော့ဘလောက်မှန်းတော့မသိဘူးတောက်လျှောက်ရွတ်တာပဲလို့ဆိုတော့ကဲကွာတဲ့မင်းစာကျောင်းတက်နေရတာနဲ့စာကြက်ရအောင်မှနဲ့ဆိုရင်တော့မင်းမနေ့ကို45ကောက်ညနေကိုအိတ်ခါနီးကို45ကောက်ကိုရွတ်တဲ့အဲ့ဒီလိုရွတ်သွားလို့ရှိရင်မင်းရဲ့ခန္ဓာကိုယ်မှာတရဏဂုံတွေပြည့်လာရင်မင်းစာမေးပွဲတွေလည်းအောင်မယ်စာကြက်သမျှလည်းရမယ်အကျိုးပေးထက်တန်မယ်တဲ့ဆိုတော့အဲ့ဒီမှာအာရပါရရွတ်တာအဲ့ဒီကလေးကအတန်းတိုင်းမှာဘုံဘုံပထမဒုတိယတတိယရေပဲရခဲ့တာအဲ့ဒီတော့တရဏဂုံရဲ့ဂုံကျေးဇူးကြောင့်ဆရာကရှေ့ရနေပြီးကြောက်တမုံမှာရေးသွားတဲ့ဟာကိုနောက်ကနေထိုင်ပြီးတောက်လျှောက်ကြက်တာတစ်ခေါက်ဖတ်လိုက်ဆရာလည်းဖြက်ပြီးသွားရောဘုံဘုံလည်းအလွတ်ရသွားပြီဘုံဘုံစာအုပ်ထဲမှာစာမကြည့်ဘူးတခါတည်းတနေ့စာအဲ့ဒီလိုကြက်သွားအိမ်ကြရင်မကြက်ဘူးဆော့တာပဲအဲ့တော့မိဘတွေကမယုံလို့မင်းကြက်ပြီးဗလားကြက်ပြီးပြီကြက်ပြီးပြီဆိုရင်ငါစာအုပ်ပြသန်းဆိုစာအုပ်ထဲမရှိဘူးအဲ့ဒါနဲ့ရိုက်မယ်နဲ့မယ်လို့မရိုက်နဲ့နော်ကျွန်တော်တရဏဂုံရွတ်ထားတာရိုက်ခြင်းအမေတို့ဖေတို့ထိကြိုက်လိမ့်မယ်ဆိုတော့ဟိုကလည်းမရိုက်ရတော့ကဲဒါဆိုရင်နဲ့သွားတယ်မင်းတငယ်ချင်းတယောက်သွားခေါ်တယ်ခေါ်ပြီးစာအုပ်တွေယူလာပြီးတငယ်ချင်းစာအုပ်ထဲမှာရှိသမျှကိုကဲဘယ်အရွက်ကနေမေးမလဲကြိုက်တာမေးသူမေးလိုက်ခြင်းဘုံဘုံအကုန်အလွတ်ရွတ်ပြနိုင်အဲ့ဒီတော့မှမိဘတွေကသိပြီးတော့မင်းအဲ့လိုတော့မလုပ်ပါနဲ့ကွာစာမွေးဝဲနာနီးရင်ပြန်ပြီးတော့ဟလာကြက်ဖို့အတွက်တော့ရေးပါဒါကြောင့်သင်္ချာတွေဆိုရင်လဲဆရာတရားရှေ့ရနေပြီးရေးသွားပြီးတော့တွက်ပြသွားရင်တခါမှတ်ထားပြီးနောက်အဲ့ဒီလိုပုံစံမျိုးပြောလိုက်ခြင်းဘုံဘုံတထိုင်နဲ့အလွတ်တွက်လိုက်တာတခါတည်းအဖြေထွက်အောင်ပြောနိုင်တယ်အဲ့ဓာတွေကိုဆရာတော်ဘုရားကြီးကဘာပြောလဲဆိုတော့အဲ့ဒါမောင်မြစိန်နဲ့မင်းသားဟာအဲ့ဒီတရဏဂုံအကျိုးပေးနေပြီတဲ့အခုအရွယ်တွေကကွာတဲ့မန္တလေးပို့ပြီးငါတခါတည်းစာပေပညာသင်ကြားရင်ဘိဓကသုံးပုံတောင်အာကုံဆောင်မလားမသိဘူးငါပေးသမ်းမှာကွာတဲ့ဖေကတော့သူ့အမေကိုမေးတဲ့တပြည့်တော့ပြောလို့မရဘူးတဲ့အဲ့ဒါနဲ့မအေးခေါ်လဲမေးရောမဖြစ်သေးဘူးဖေရတဲ့နော်တော်ကြမြဲရင်မြဲမမြဲပဲနဲ့တိုးလို့တန်းလန်းနဲ့ထွက်လာရင်နော်လူပေါင်းလောကရဲ့အတန်းပညာမတတ်ရင်ဘာမှလှုပ်ရှားလို့မရဘူးဘုန်းကြီးလူတွေဆိုပြီးအပြစ်ပဲခံနေရမယ်တဲ့ဆိုတော့အဲ့ဒါနဲ့ပဲနော်ဘုံဘုံဘွဲရအောင်ဆက်တဲ့ရတယ်ဘွဲရပြီးတော့မှဘုံဘုံအခုလို့ယဟန်လဲဝစ်လဲပြီးရောကြိုးစားမယ်ဆိုပြီးတော့နော်ဝစ်ပြီးလို့ယဟန်တက်ပြီးလို့2ရက်ပဲရှိသေးတယ်ဘုံဘုံမဟာမြတ်မုနီကိုသွားပြီးတပြည့်တော့တရဏဂုံကိုလုံးခြုံမမယ်ဖေဟာဒါကြောင့်မလို့ဘလို့ခြုံရမယ်ဆိုတာကိုသိကျင်ပါတယ်နော်နီးနဲ့စနစ်နဲ့အသေးအချာပြောနိုင်တဲ့သူကိုဖော်ထုတ်ပေးပါအဲ့ဒီလိုလဲအဋိဌံပြောပြီးတရဏဂုံငါဒီမာရင်108ခေါက်လောက်ရအောင်ပွားမယ်ဆိုပြီးတရဏဂုံကိုဝင်လေထွက်လေနဲ့ဘုံဘုံပွားခဲ့တယ်အသက်ရှူလိုက်တဲ့အခါဗုဒ္ဓံတရဏံကိစ္ဆာမိပြန်ထုတ်လိုက်တဲ့အခါဓမ္မံတရဏံကိစ္ဆာမိပြန်ရှူလိုက်တဲ့အခါသံဃံတရဏံကိစ္ဆာမိပြန်ထုတ်လိုက်တဲ့အခါဗုဒ္ဓံတရဏံအဲ့ဒါကိုတခါတည်းတရဏဂုံကိုပတ်လက်ရိုက်ပြီးတော့အဲ့ဒီမှာပွားလိုက်ကောနားထဲမှာကြားတယ်ဒီနေ့ညလာဟောကြားမဲ့ဆရာတော်ကြီးသူ့ရှိမှာမေးတဲ့